ဒါကတော့မှန်နေတဲ့တစ်လုံးပိုင်းပေါ့နော်ဒီတစ်ပတ်လည်းစက်မှန်ပါသေးလို့ဆုတောင်းပေးပါတယ်မင်္ဂလာပါဒီနေ့တော့ကျွန်တော်မှန်နေတဲ့တစ်လုံးပိုင်းအဆက်ကိုတင်ပေးလိုက်မှာပေါ့နော်ပြီးရတဲ့ပတ်မှန်ခဲ့တဲ့တစ်လုံးပိုင်းရဲ့အဆက်ပေါ့နော်အားလေးကိုအရင်ဆုံးတင်ပေးလိုက်ပါမယ်လို့နော်ကဲဗီဒီယိုစကြည့်လာစဗီဒီယိုထဲဝင်လာတဲ့ကိုမတွေပေါ့နော်အပန်းမကျင်ကျွန်တော် channel လေးကို like comment တယောက်တစ်ကြောင်းတော့ရေးခဲ့ပေးပါလို့တောင်းဆိုပါတယ်ကဲဆိုတော့ဒီကတော့လူတက်တဲ့အတွက်ပေါ့နော်မတည့်ရလူတွေအတွက်တိပူတဲ့လူတွေအတွက်တော့ဘာမှမပြောလို့ပါဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်ထွက်ကနေရဲ့ထိန်နဲ့ပြီးတော့ထိုင်းထီအောက်တိုင်းနှလုံးရဲ့အပိတ်ကိုပေါင်းပါပေါ့နော်ဒီမှာဆိုလို့ရှိရင်3နဲ့8ပေါင်း17ပေါ့နော်အဲ့17ကောင်ကကျွန်တော်တို့ကပုံတီ6နဲ့တစ်ခါထပ်ပေါင်းပါနော်ဆိုတော့17နဲ့6နဲ့ပေါင်း19ဆိုတော့ဒီမှာခွန်တစ်လုံးဆိုတော့ခွန်3ညပေါ့နော်ပြီးရင်ဒီမှာဆိုလို့ရှိရင်ခွန်ကိုယူမယ်ခွန်အပေါင်းပြီးရင်9ကိုယူမှာပေါ့နော်9အပေါင်းပြီးရင်ပုံတီ6ကိုတစ်ခါယူမယ်ဆိုတော့18ပေါ့နော်18ဆိုတော့ထွက်တာက184ပေါ့နော်184ဆိုတော့ဒီမှာ8တလုံးပေါ့နော်ဒါကတော့184ထွက်တဲ့ဘက်ဟာပေါ့နော်ပြီးရင်ဒီမှာဆိုလို့ရှိရင်18448ဆိုတော့က1အပေါင်း8အပေါင်း6ပေါ့နော်ဒီမှာဆိုတော့1နဲ့8ပေါင်း9 9နဲ့6ပေါင်း15ပေါ့နော်15ဆိုတော့5တလုံးဆိုတော့ထွက်တာက495ဆိုတော့ဒီမှာ5တလုံးပေါ့နော်ကဲပြီးရင်ဒီမှာဆိုလို့ရှိရင်495ဆိုတော့4အပေါင်းနဲ့အပေါင်း6ပေါ့နော်ဆိုတော့4နဲ့ပေါင်း6နဲ့6နဲ့ပေါင်းတော့12ပေါ့နော်12ဆိုတော့တစ်လုံးပိုင်းက2ပေါ့နော်တစ်လုံးပိုင်း2ဆိုတော့အဲ့ဒီမှာထွက်သွားတာက214ပေါ့နော်214ဆိုတော့ဒီမှာ2တစ်လုံးပေါ့နော်214ပေါ့နော်ဒီမှာ214ထွက်တဲ့ပတ်ဟာပေါ့နော်ကဲဒီမှာဆိုလို့ရှိရင်214ခွန်1ဆိုတော့ဒါတော့ပြီးခဲ့တဲ့ပတ်ကျော်တင်ထားပေးရပါတော့2အပေါင်း1အပေါင်း6ပေါ့နော်2ပေါင်း3နဲ့6ပေါင်း9ပေါ့နော်9ဆိုတော့ထွက်တာကဒါခုထွက်သွားတယ်ဟာပေါ့နော်4ခွန်9ကတော့ဒါကတော့မှန်နေတဲ့တစ်လုံးပိုင်းပေါ့နော်ဒီတစ်ပတ်လည်းစက်မှန်ပါသေးလို့ဆုတောင်းပေးပါတယ်ဒီမှာဆိုလို့ရှိရင်4ခွန်9 6 9ဆိုတော့4နဲ့9နဲ့ပေါင်းမှာပေါ့နော်4အပေါင်း9အပေါင်း6ပေါ့နော်ဆိုတော့4နဲ့9နဲ့ပေါင်း73နဲ့6နဲ့ပေါင်းတယ်ဒီမှာလဲ19ဆိုတော့ဒီမှာလဲ9ပဲပေါ့နော်ကဲဆိုတော့ဒီတစ်ပတ်ရဲ့ဒီမှန်နေတဲ့နီးရဲ့လုံးပန်ကတော့9ပေါ့နော်ကဲဒါတော့ဒီတစ်ပတ်တော့ပေါ့နော်ကိုဆက်မှန်မလားပါလားဆိုတော့ဒါတော့စောင့်ကြည့်ရမှာပေါ့နော်ကဲဆိုတော့ကျွန်တော်တို့အခုလာမယ့်ပတ်တော့ကြည့်လိုက်ရအောင်လာမယ့်ပတ်တော့အခုလာမယ့်ပတ်တော့နောက်ထပ်တနည်းကြည့်လိုက်ရအောင်လို့ပြောတာမှားပါလို့ကဲနောက်ထပ်တနည်းမှာကဒီမှာဆိုလို့ရှိရင်3ညခွန်38ခွန်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ကိုတစ်ခါယူမယ်နော်ပြီးရင်3ကိုတစ်ခါယူမယ်ပြီးရင်ပုံတေ3နဲ့တစ်ခါပေါင်းကဲဒီမှာဆိုလို့ရှိရင်3နဲ့3ပေါင်း6 6နဲ့1ပေါင်း9ပေါ့နော်9ဆိုတော့ထွက်တာကခွန်3ညခွန်3ညဆိုတော့ဒီမှာခွန်တစ်လုံးပေါ့ကဲပြီးရင်ဒီမှာဆိုလို့ရှိရင်1ခွန်3ခွန်3ညဆိုတော့အရှိ3လုံးရဲ့ထိပ်ကိုယူမယ်တဲ့အပေါင်း
အနောက်3လုံးရဲ့ထိပ်ကိုယူမယ်ခွန်အပေါင်း3ပေါ့နော်ဆိုတော့17ပေါ့နော်17ဆိုတော့ထွက်တာက184ဆိုဒီမှာတက်တလုံးနော်ကဲဒီမှာဆိုလို့ရှိရင်နဲ့အပေါင်း1အပေါင်း3ပေါ့နော်ဆိုတော့အဲ့ဒီဘက်မှာတော့6ဖြစ်သွားတာပေါ့နော်6ဆိုတော့495ပေါ့495ဆိုတော့ကဒီတစ်ပတ်မှာပြတ်သွားတာပေါ့နော်ဒီဘက်မှာတော့ပြတ်သွားပါတယ်ကဲဒီမှာဆိုလို့ရှိရင်ခွန်အပေါင်း4အပေါင်းပြီးရင်ပုံတီ3နဲ့တစ်ခါပေါင်းဆိုတော့9 4ပေါင်း17နဲ့3ပေါင်း14ပေါ့နော်14ဆိုတော့4တလုံးအဲ့ဒီဘက်ထွက်သွားတာကနှစ်4ပေါ့နော်နှစ်4ဆိုတော့ဒီမှာ4တလုံးပေါ့နော်ကဲပြီးရင်ဒါအခုပြီးရတဲ့ဘက်ဟာပေါ့နော်6အပေါင်း2အပေါင်း3ဆိုတော့6နဲ့ပေါင်း8နဲ့3ပေါင်း17ပေါ့နော်17ဆိုတော့ထွက်တာကနှစ်4ပေါ့နော်နှစ်4အဲ့ဒီဘက်မှာလည်း down ရတာပေါ့နော်ကဲဒီမှာဆိုလို့ရှိရင်9နဲ့4နဲ့ပေါင်း73 9အပေါင်း4အပေါင်းပြီးရင်3ပေါ့နော်ဆိုတော့9နဲ့4နဲ့ပေါင်း9နဲ့4ပေါင်း73 3နဲ့3နဲ့ပေါင်း16ပေါ့နော်16ဆိုတော့ဒီတစ်ပတ်နောက်တနည်း6ပေါ့နော်ကဲဒီနည်းကိုတော့နော်သတိထားပြီးသုံးသိချင်ပါတယ်လို့နော်ဘာဖြစ်လို့ဆိုတော့ပြတ်ထား2ပွဲရှိပါပြီဗျတင်တော့မတင်ချင်ပါဘူးဒါပေမဲ့တင်ရမရှိလို့ဒါပဲကောက်တင်လိုက်ရပါဒီနည်းတော့သတိထားပြီးသုံးပါလို့နော်ကဲဆိုတော့ဒီတစ်ပတ်အတွက်သလုံးပိုင်းက6တလုံးပြီးတော့9တလုံးပေါ့နော်ဒီကတော့မပြတ်သေးဘူးပေါ့နော်ဟိုနည်းကတော့6တလုံးပိုင်းနည်းကတော့ပြတ်ထားတာပေါ့နော်ဆိုတော့စောင့်ကြည့်ရမှာပေါ့နော်ဒါကတော့ဘယ်လိုလာမလဲဆိုတာတော့အတိအကျတော့မပြောနိုင်ဘူးပေါ့နော်ဘာဖြစ်ချင်းချင်းပြီးသုံးပါလို့ပြောချင်ပါတယ်ဒီတစ်ပတ်မှာအများကြီးပေါက်ကြတာပေါ့နော်တကယ်ဝမ်းသာပါတယ်လို့နော်ကျွန်တော်စေတနာအတိမပြုပြီးအဲ့လိုမဟုတ်ပေးရကိုမလေးလည်းကျေးဇူးအများကြီးတင်ပါတယ်လို့နော်နောက်ပတ်လည်းလာမယ့်ပတ်လည်းပေါင်းနိုင်အောင်ကြိုးစားပေးပါမယ်လို့နော်ကဲအားလုံးပဲစိတ်ရောလူရောကျမ်းမာကြပါစေလို့ channel ကိုလည်း subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့အောင်နော်ဒီလောက်ပါပဲနောက်ဗီဒီယိုတစ်ခုမှထပ်ပြီးတွေ့ကြပါမယ်